ယနေ့သာသနာတော်နှစ်2550ခုနှစ်ကောဇာတက္ကရာ1369ခုသတင်းကျွတ်လဆန်း73ရက်2009ခုနှစ်10လပိုင်း24ရက်နေ့ညကျေးဇူးတော်အရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမိဂရာဝုံကျောင်းတိုင်းမိုးကုတ်ဝိပဿနာမင်္ဂလာရိပ်သာတရားတော်ပြန့်ပွားရေးဌာနသို့စခန်းအပတ်စဉ်86တတ္တမအကြိမ်ဝါရင်3လအထူးတရားစခန်းပွဲသို့စခန်းဝင်တရားနာကြွရောက်လာကြသောယောဂီသူတော်စင်များအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပြည့်စုံစွာနဲ့ဘုဇင်တို့ဟောပြောပြသမဲ့သစ္စာတရားများကိုနားလဲနာနိုင်ကြပါစေနားတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာဘုဒ္ဓပေးလိုက်ပါနော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တကိုအင်းကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိအဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆတ်သောအဖြစ်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောသန္တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆတ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါလေအားလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရရှိထားတဲ့အခွင့်တူအခါတူအခါကာလကလေးကိုအလွဲသုံးစားအချိန်မကုန်စေဘဲနဲ့ဒီဘဝဒီခဏမှာပဲတန်တရားစခန်းတတ်နိုင်အောင်လူဖြစ်ကြိုးနတ်အောင်ကြိုးစားကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ကဲအားလုံးနမောတတနဲ့အတူ24ပစ္စည်းဒေသနာပူဇော်ရအောင်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောအနန္တရပစ္စယောသမနန္တရပစ္စယောသဟဇာတပစ္စယောဈေညမေညပစ္စယောနေသယပစ္စယောဥပနေသယပစ္စယောပုရိဇာတပစ္စယောပိဇာဇာတပစ္စယောအာသေဝနာပစ္စယောကမ္မပစ္စယောဝိပါကပစ္စယောအာဟာရပစ္စယောဣန္ဒရိယပစ္စယောဇာနာပစ္စယောမေဃပစ္စယောသမ္ပယုတ်တပစ္စယောဝိပယုတ်တပစ္စယောအာထိပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောအာဝိကတပစ္စယောတိအလုံးပဲဒီနေ့ဦးဇင်းတို့နှလုံးသွင်းလာကြတာဟောလာကြတာဒီနေ့23ခုမြောက်ပစ္စည်းဖြစ်တဲ့ဝိကတပစ္စည်းဒီတရားကိုဒီနေ့နှလုံးသွင်းကြမယ်နော်အဲ့တော့ဝိကတ
ကင်းသည်ဖြစ်၍ကျေးဇူးပြုတတ်သောပစ္စည်းတရားကင်းတယ်နော်ရောတော်ခြင်းပတ်သက်ခြင်းဆက်သွယ်ခြင်းကင်းပြောက်တယ်ကင်းပြတ်တယ်ကင်းချုပ်တယ်ဒီလိုပေါ့လေအဲ့တော့အခုဦးဇင်းတို့ရှေ့စာပေပညာရှင်ကြီးတွေဆရာတော်ကြီးများကတော့အဋ္ဌိနတ္ထိဝိကတအဝိကတအစရှိတဲ့ပစ္စည်းတွေဟာရှေ့ကအနန္တရသမဏန္တရပုရိဇာတပစ္ဆာဇာတအစရှိတဲ့ပစ္စည်းတရားများနဲ့တန်တန်တူပြီးတော့သဘောသားအဓိပ္ပာယ်တူတယ်ဆိုပြီးတော့အကျေတဝင့်ဘာတစ်ခုမှသိမရှင်းထားအဲ့တော့ဦးဇင်းကတော့ဒီနေရာမှာအထူးပြောချင်တာကသူတို့ကနတ္ထိနဲ့ဝိကတတူတယ်ဒီလိုပြောတယ်အဲ့တော့ဦးဇင်းကတော့ဒါဦးဇင်းကြိုက်ဦးဇင်းရဲ့အယူဆဦးဇင်းရဲ့အမြင်ပေါ့လေဦးဇင်းရဲ့ဉာဏ်အရာပြောရင်မတူနတ္ထိဝိကတမတူလို့ကိုကတ်ရက်ကလေးနှလုံးထပ်ပြောထားဟမ်နတ္ထိနဲ့ဝိကတအတူတူဆိုဘုရားကဒီပစ္စည်းထဲမှာအလုတ်ရှုပ်ခံပြီးထပ်မထည့်နတ္ထိမရှိတာရဲ့ဝိကတကင်းတာရဲ့အတူတူပဲလို့ဒီလိုဆိုရင်ရှေ့ရက်နဲ့ကင်းနေတာတွေဘယ်လိုလုပ်မလဲနော်အဲ့တော့မတူဘူးလို့ဦးဇင်းကဆိုပါတယ်ဒါကဦးဇင်းအဆိုပါကြိုက်ရင်ယူပါမကြိုက်ရင်ပယ်နိုင်ပါတယ်နော်ဘာလို့လဲဆိုတော့ဦးဇင်းတို့သဘောပေါက်ထားဖို့ပြောရရင်ကင်းခြင်းမကင်းခြင်းဆိုတာကရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးဒီလိုပဲယူဆတယ်ရှိတော့ရှိနေတယ်ဒါပေမဲ့ပတ်သက်ခြင်းမှာပတ်သက်မှာပေါ့ဟမ်သဘောပါတယ်နော်ရှိတယ်မရှိတော့မရှိတော့ဘူးဒါပေမဲ့ပတ်သက်ခြင်းလဲပတ်သက်နေမှာပဲကင်းခြင်းမှာကင်းမယ်ကဲခင်ဗျားတို့ကျုပ်တို့တန်တရားတစ်ခွင်မှာပြုခဲ့တဲ့ကာယကံဝစီကံမနောကံကုသိုလ်အကုသိုလ်ကံတွေမရှိဘူးလားရှိတယ်ဒါပေမဲ့အဲ့ဒီကံတွေဟာအခုပြုစဉ်ခါရကံတွေဟာဖြစ်ပြီးရင်မလုပ်တော့ဒါပေမဲ့ရှိသေးလားမရှိတော့ပါဘူးမရှိတော့ပါဘူးကံတွေကချုပ်ပြောက်ခဲ့ပါပြီဒါပေမဲ့အဲ့ဒီကံတတ္တိတွေကင်းသလားမေးအဝိကတကြလာမရှိဘူးဒါပေမဲ့မကင်းဘူးရှိမှမကင်းတာမဟုတ်ဘူးမရှိလည်းမကင်းဘူးဒီလိုဦးဇင်းတို့မြင်ပါတယ်အဲ့တော့အခုလဲသူတော်ကောင်းတို့ကိုဦးဇင်းမြင်တဲ့အတိုင်းနားလည်အောင်ပြောရရင်ဒီနေ့ဝိကတကင်းသည်ဖြစ်၍ကျေးဇူးပြုတတ်တော်တရားနော်အဲ့ဒီမှာဦးဇင်းမြင်တဲ့ဥပမာလေးကိုပဲဦးဇင်းသူတော်ကောင်းတို့နားလည်အောင်ရှင်းပေးပါမယ်အဲ့တော့မျက်စိဘာနဲ့တိုက်ကောင်းပြီမျက်စိအစင်းနဲ့တိုက်ဘာစိတ်ပေါ့ကောင်းပြီမျက်စိရဲ့အစင်းရဲ့မြင်စိတ်ရဲ့မျက်စိနဲ့အစင်းနဲ့တိုက်လို့မြင်စိတ်ပေါ်နေတဲ့အချိန်မှာဘယ်လိုကျွတ်တို့မှာဓွာရဘယ်နှပေါက်ရှိလဲ6ပေါက်ဟုတ်တယ်နော်အဲ့ဒီမြင်စိတ်ပေါ်နေတဲ့အချိန်ကြားစိတ်ပေါ်သလားနာမ်စိတ်စားစိတ်ယာနာကောင်းစိတ်တွေးတော်စိတ်မရှိလို့လားမျက်စိမရှိဘူးလားရှိတယ်မြင်စိတ်ပေါ်အဲ့ဒီမျက်စိရှိနေတဲ့အချိန်နားရောမရှိဘူးလားနှာခေါင်းရောလျှာရောကိုယ်ရောစိတ်ရောတပိုင်းနော်မျက်စိနားနာလျှာကိုယ်စိတ်အပြင်မှာအစင်းအတန်အနတ်အရသာအထီးတွေ့ဆိုတဲ့အာယုန်တွေမရှိဘူးလားဒီအာယုန်တွေကလည်းမရှိတရားတွေလားအရှိတရားတွေရှိနေတယ်ဒါပေမဲ့မြင်တဲ့အလုပ်လုပ်နေတဲ့အချိန်မှာကျန်တာတွေမလုပ်ကင်းနေတယ်မရှိပဲကင်းတာမဟုတ်ဘူးရှိရနဲ့ကင်းနေတယ်ဒီလိုထူးပါတယ်ရှင်းသလားနားကြားတယ်ကြားတဲ့ထဲအာယုံဆိုင်နေတယ်ရှေ့မှာလူတယောက်မြင်နေတာပဲဒါပေမဲ့ကြားတဲ့အာယုံထဲမှာသိစူးစိုက်ပြီးနေလိုက်တော့ဘသူပဲဝါမှာမသိရဟောအဲ့ကိုရှိမှအစင်းမရှိဘူးလားကိုမှရောမျက်စိမရှိဘူးလားရှိတယ်ဒါပေမဲ့ကြားတာအလုံးလုံးနေတဲ့အတွက်အဲ့တော့မြင်ချင်းကင်းနေတယ်
အဲ့ဒီမြင်ချင်းကင်းပေးခြင်းကိုကပဲကြားခြင်းအပေါ်မှာအာယုံစိုက်နိုင်ဖို့ကျေးဇူးပြုရှင်းလားခုတရားအထုတ်တယ်တရားလုံးလုံးကြတယ်ဝင်လေသည်ထွက်လေသည်ဝင်လေထွက်လေဆိုတဲ့အာယုံထဲမှာစူးစိုက်ထားတဲ့အပြင်မှာအတန်ပလန်နေမရှိဘူးလားမျက်လုံးပိတ်ထားတဲ့အဆင်းမရှိဘူးလားရှိတယ်မြင်တတ်တဲ့သဘောပိတ်ထားပဲလည်းမြင်ချင်းမြင်နေသေးတာပဲကိုအာယုံထဲမှာလေအယောင်ဝါမြင်တယ်ဗာမြင်တယ်ညာမြင်တယ်ဆိုတာတွေကိုဆွဲရတန်ရမြင်တာတွေမရှိဘူးလားကဲအဲ့ဒီမြင်တာတွေကြားတာတွေနားတာတွေထိတွေ့တာတွေရနာတာတွေအကုန်ဥပ္ပခါဘာတစ်ခုတည်းတော့ဝင်လေထွက်လေအာယုံတစ်ခုတည်းကိုစူးစိုက်ပြီးတော့ဧကကရာတမာကလေးတမာဓိကလေးဝိတ္တဝိသရာပိတိဒုက္ခဆိုတဲ့ဧကကရာဆိုတဲ့ဇန်အင်္ဂါတွေစူးပြီးတော့သိမ့်တင်ထားလိုက်ပြီဆိုတော့ကျန်တဲ့အာယုံတွေကဝင်ပြီးထိုးနှက်နိုင်လေလားထိုးနိုင်တော့မထိုးနှက်ဘဲနဲ့သူတို့ကရှိတော့ရှိတယ်ဒါပေမဲ့ကင်းနေတဲ့အတွက်တမာဓိတည်သွားတယ်ဟောမကင်းမတည်ဘူးနော်မကင်းမတည်ဘူးဝင်ထွက်လေဖြစ်နေကြားနေတယ်ပြီးတော့တရားအထုတ်တာပြောတာဗျာအရှင်ဗျာဘေးကသိနေတာပဲမသိတာမှမဟုတ်တာကြီးကိုမဲအေးလေသိပါပေါ့မင်းတို့ကကင်းမှမကင်းကြပဲဘူးဆိုရင်အကောင်းဆုံးဥပမာလေးခဏပေးပါတယ်ဘုရားရှင်ကိုရောမြတ်ကြီးလေကွင်းထဲမှာဈဉ္ဉံလျှောက်ပေးခဲ့ဘူးလေနော်ဈဉ္ဉံလျှောက်နေတာဈဉ္ဉံကမ္မထာအဲ့ဒီဈဉ္ဉံအာယုံနဲ့ပဲနေလိုက်တာသူနဲ့တလန်အကွာမှာလူတို့ရောက်နေကျွဲတဲ့ကောင်မိုးကြိုးပစ်ချတယ်ဘုရားမသိအိပ်ပျော်နေလို့ထင်တာတို့ယောဂီတွေများငိုက်နေလို့လားမသိဘူးဒါပေမဲ့အဲ့ဒီအာယုံကြီးမဖြစ်ခဲ့ဘူးလားမပေါ်ခဲ့ဘူးလားပေါ်ခဲ့တယ်ဒါပေမဲ့ကင်းနေတယ်ဘုရားရဲ့ဇန်သမာပတ်အာယုံကိုထိခိုက်ပျက်စီးအောင်လုပ်နိုင်စွာမရှိဘူးဒီနတ်သလားအဲ့တော့တူပုံပြောရရင်တော့မရှိလို့ကင်းတယ်နော်မရှိလို့ကင်းတယ်ဆိုတော့ရှေ့စိတ်ကလေးဖြစ်ပြီးတော့ပြတ်သွားတယ်နောက်စိတ်အနည်းကပတုပ္ပန္နနံဘာလဲဒါပဲမညွတ်နဲ့တော့လေနော်အဲ့တန်ကြုတ်လည်းမမှန်ခင်ဗျားတို့လည်းမမှန်ဘူးအဲ့တော့ထပ်မညွတ်နဲ့တော့ဘာပြောချင်တာအလားတူစွာအလားတူစွာတော့နောက်ယုံနာအစားထိုးပြီအစားထိုးတော့ရှင်းယုံကင်းပြီးပျောက်ပြီးချုပ်ပြီးပြတ်ပြီးမှနောက်ယုံစားထိုးတော့ဆိုတော့သူကမရှိတော့ဘူးရှင်းလည်းမရှိဘူးကင်းလည်းကင်းသွားတယ်ရှင်းယုံထဲကရောဆက်ခြင်းရှိသလားမရှိဘူးဒါကိုကင်းတယ်လို့ရှင်းသလားနတ္ထိနဲ့တူတယ်လို့ဆိုတာကဒီလိုတူအောင်ဆိုရင်တူပါတယ်သို့တော့သဘောသွားတတ္တိချင်းဟာဝေါဟာရကွဲသလိုသဘောသွားလဲကွဲနေပါတယ်လို့ဦးဇင်းကဗုဒ္ဓအပေါ်မှာယုံကြည်တဲ့စိတ်နဲ့ဒီလိုပြောပါတယ်ရှင်းသလားမရှိတိုင်းနဲ့ကင်းတာမဟုတ်ပါဘူးလင်းနေမရအတူရှိနေတဲ့ကဲအားလုံးနားလေတဲ့ဝဋ္ထုဇတ်နဲ့ပြောရင်ဝိသခနဲ့ဓမ္မဒိဋ္ဌိဝိသခသထေကြီးနေ့စဉ်တရားသွားနာပထမသောတပန်နော်သောတပန်တည်သွားပြီဆိုတော့ဒိဋ္ဌိနဲ့ဝိသေကိစ္စခွာသွားပြီသူအပေတကာပိတ်ပြီပေတကာလည်းပိတ်ပြီနိဗ္ဗာန်လည်းမြင်ပြီအရိယာစခန်းလည်းဝင်သွားပြီသို့တော့သူကဒိဋ္ဌိနဲ့ဝိသေကိစ္စပဲကွဲတယ်ပဲ့တယ်ငါးပါးအယုံကမကိုမပယ်သေးမပယ်သေးတော့ဒီဓမ္မဒိဋ္ဌာနမလေးကဘောက်ဘောက်ကကျူဝိသခပြန်လာလက်ဆောင်ပါလာတယ်ရောလက်ဆောင်ကမ်းပေးတယ်လက်ကလေးကမ်းပေးတယ်ဆွတ်တက်သွားတယ်ထမင်းအတူစားတယ်ရေကမောကမကင်းသေးဘူးသဘောပါသလားဒုတိယတနေ့နာတယ်တက္ကရာကံတည်တယ်ဒီတိုင်းပဲသွားတော့မယ်ဒါပေမဲ့အရင်နေ့လောက်တော့ဟဲ့ပက်ပက်မရှိတော့တတိယတနေ့အနာဂံတည်သွားတယ်ဘာတည်သွားလဲနာဂံတည်သွားတယ်ဆိုတော့ဘာထူးသွားတော့ဆိုငါးပါးအယုံကာမဂုဏ်ပေါ်မှာတတ်မဲ့ခြင်းနှစ်သက်ခြင်းလုံးလုံးမရှိတော့သူ့မှာကာမရာဂကင်းပြတ်သွားတယ်အဲ့တော့ကာမရာဂအနုတ္တယဘာမကြံကင်းသွားပြီဖြစ်တဲ့အတွက်ဝိသခတထေးသည်ဓမ္မဒိဋ္ဌာရှိရတော့ပြန်လာတယ်ဒါသူ့အိမ်ကိုပြန်လာပါတယ်ဒါပေမဲ့လက်ကမ်းပေးတယ်မဆွဲတော့ထမင်းတူစားမယ်မစားနဲ့မင်းမမင်းစားငါတယောက်တည်းစား
ဝတ်ပြုစင်ကြယ်ဝတ်အိတ်ခမ်းနဲ့အဲ့ရတွေဆွဲထုတ်လာတယ်သူကသူတယောက်သွားတယ်မိမမရှိတော့လို့လားဗျာဟုတ်ပါဗျာအဲ့ဒါကင်းတာအဲ့လိုပြောချင်တာရှင်းသလားအဲ့လိုပြောလိုက်ချင်တာဥဒုမင်္ဂလာကျင်ထသလားမရှိမှကင်းတာမဟုတ်ဘူးကွာဟမ်ရှိနေတယ်ဒီမိမဒါပေမဲ့သူနဲ့မဆိုင်တော့ဘူးအဲ့တော့ဓမ္မဒိဏက3-4ရက်စောင့်ကြည့်တယ်3-4ရက်လုံးကင်းနေပြီဟိုကတော့ဓမ္မသဘောအရကင်းသွားပြီရှိတဲ့ဒီပုဂ္ဂိုလ်ကိုလည်းဒါခန္ဓာ5ပါးအတုပတနည်းအားဖြင့်နှမလေးတယောက်ဟောဒီလိုဖြစ်သွားပြီကျင်တယ်နော်အဲ့ဒီမှာဓမ္မဒိဏမကြည်လေလို့ညဝင်မေးနော်ဘယ်သဘောကြောင့်လဲဆိုတော့ဒါတရားသဘောကြောင့်တူတူပဲပြောကြစို့နော်ဒိတ်ရှည်ကြီးပြောစရာမရှိဘူးအဲ့တော့ပြောလို့မဖြစ်သေးဘူးလေပြောစရာတွေအများကြီးကြံသေးလို့ပြောရနော်မစားတော့တကြောင်းနဲ့ပဲဒီနေ့ဖတ်စရာတွေလိုက်စရာစာအုပ်ကိုကုန်းရောအဲ့တော့ဘယ်စရာတော့ဖြစ်ဖြစ်ရေးထားတယ်နတ္ထိဝိကတအဝိကတအဋ္ဌိနတ္ထိအတူတူပဲဆိုချုံချလိုက်တော့ဒီကသူ့မင်္ဂလာအကြံဖန်လို့ရပြီတရားဟောမှာတရက်တပစ္စည်းဟုတ်ဗျအဲ့တော့သူကတရက်ထဲနဲ့ချထည့်တယ်၄ပစ္စည်းပြီးရောကွာဆိုတော့ဘုသူမင်္ဂလာတပည့်တွေကိုတာဝန်ယူထားတာတရက်တပစ္စည်းဟောမယ်အဲဖြစ်အောင်လို့သို့တော့ဒါဦးစင်းပြောတာအပူများဖြစ်နေဝေဖန်စရာပိုင်းလဲနောက်နေ့အချိန်မရွေးဝေဖန်နိုင်တယ်ရှင်းတယ်နော်ဘာဖြစ်လို့လဲဒါဉာဏ်ထဲမှာဦးစင်းရဲ့စိတ်ထဲမှာအသိထဲမှာဗုဒ္ဓသည်အချင်းကြီးမပြောတကယ်တူရင်ဒီအဋ္ဌိနတ္ထိပစ္စည်းနဲ့ဝိကတပစ္စည်းကအတူတူပါဆိုရင်ဘာလို့ကပ်ပြောမလဲမပြောတော့ဘူးတော့အပူခံပြီးတော့မပူဘူးဟမ်သဘောပါသလားအဲ့တော့ဝိကတကင်းတယ်နတ္ထိကမရှိဘူးမရှိတာပဲကင်းတာပဲသူတတ္တိနဲ့သူရှိတယ်ကျင်တယ်နော်အဲ့တော့ဓမ္မဒိဏခင်မောတယ်မှာရှိနေတာပဲအကျဉ်းလင်များပဲငယ်လင်ငယ်များပဲငယ်ချစ်ပဲဟမ်ငယ်ကချစ်တော့နှစ်တရာမမေ့တာငယ်ကပေါင်းတော့အဲ့ဒါတွေအနာဂံတည်သွားတော့မရှိတော့မရသေးသွားလို့လားမဟုတ်ဘူးဟမ်ရှိနေပါတယ်ဓမ္မဒိဏကြီးအရှင်လတ်လတ်ကြီးဟမ်အဲ့တော့ငါတရားသဘောအရာကွာဒါဒီလိုပါကွာဟမ်ပြောလိုက်ဘူးလားပြောလိုက်တယ်ဆိုရင်နှမလေးလိုပဲငါ့ကိုလည်းမောင်ကြီးလိုပဲမင်းစောင့်ရှောက်တော့ဒီနေ့ဒီချိန်ကစပြီးငါတို့မောင်နှမလိုသဘောထားမင်းကျွေးကျင်တာနဲ့ကျွေးမကျွေးလည်းငါမစားရုံပဲဒီနေ့တနတ်ဖက်စားအနာဂံဆိုတော့7ပါးသီလလုံသွားပြီသောတာပန်က5ပါးသီလအနာဂံက7ပါးသီလဒီလိုအဲ့လိုအာမဘန်းတေခံပြီးတော့ကျိုးเสียမလို့တော့ဘူးသူကနော်ဘယ်မှဘန်းတေเสียမလို့ပဲလုံနေတာဒီလိုကွာသွားတာနော်ဟိုစောကားသလိုဖြစ်သွားရင်လဲတောင်းပါပါတယ်နော်ပွဲပြီးကန်ဒီမှာဘုန်းကြီးကငါတို့စော်သွားတယ်လို့တော့မပြောပါနဲ့ဖြစ်စဉ်လေးပြောရတာနော်တို့မှာ7ပါးကိုလုံးအောင်အတော်ကိုစူးစမ်းနေရဟမ်တတိလေးလွတ်ကြိုးပြီဟမ်တတိလေးလွတ်ပေါက်ပြီဟမ်ပေါက်သွားတာရဲ့ပျောက်သွားတာရဲ့ကြားသွားတာရဲ့ရှင်းသလားအဲ့ဒါဟိုမှာကျတော့အနာဂံဆိုတော့သူကအဓိသီလဘာလဲအဓိသီလဒါပြင်သူတို့ငယ်လေးငယ်မြအတူနေကြတာပဲဒါပြင်အဲ့လိုဖောက်လွဲဖောက်ပြန်ချွတ်ချော်တဲ့အမှုကိစ္စမရှိတော့ဘူးကင်းသွားပြီငါးပါးယုံကံမကုန်ကိစ္စတွေကင်းသွားပြီမရှိလို့ကင်းတာလားရှိရနဲ့ကင်းနေတာအဲ့ဒါဝိကတတတ္တိกว่าရှင်းတယ်နော်အဲ့ဒီမှာကြည့်သူ့ထက်ကင်းလိုက်ပုံကဓမ္မဒိဏတို့ပြောလက်ဆန်းတယ်မထူးပါဘူးလေဆက်ပြောလိုက်မယ်နော်ဓမ္မဒိဏလေဩဒါဖြင့်ဒီလိုကင်းတယ်ဆိုတော့ဒါအေးသွားပြီသူ့အတွက်အမှုကိစ္စအေးပြီဒီမှာတော့ပူလိုက်ရအဲ့သူကတော့အေးလို့ဒါဖြင့်အဲ့လိုအေးတရားမျိုးဒိုးဟောလုံးလို့မရဘူးလားဟာရတယ်ဓမ္မရရင်ဘိက္ခုနီမဝတ်မယ်ဟောသူ့တက်ပြတ်သွားပြီဟမ်သဘောပါလားသူ့တက်ပြတ်သွားပြီဟောဘိက္ခုနီမဝတ်မယ်ခွင့်ပြုပြီရတယ်အဲ့တော့ဟောတကယ်80တွေပါတယ်ခွဲတန်းချနေတာငါးဆရာ40ပါတယ်မင်းဆရာ40ငါးတွေမင်းတွေလုံးမနေနဲ့ဟမ်ရှင်စွန့်ပြစ်ထားတဲ့ဒရွေးခွက်လို့စွန့်တဲ့ပစ္စည်းကိုလည်းကျမကောက်မကင်ဘူးတဲ့သူကပို့ထက်တယ်နော်ဟမ်တော့ပါလားအဲ့ဒါဒါပေမဲ့ तू ကကင်းတော့မကင်းသေးဘူးဟမ်ကင်းသလားမကင်းသေးဘူး तू ပြောလိုက်အဲ့ဆိုခွင့်ပြုတယ်သွားဆိုတော့သွားပြီသွားတော့ဒီပိဋကအတိုင်းဝိုင်း
ဒီဂုံတရတ်ဒီမြို့မြတ်နှဖုံးဆိုတဲ့ဂုံရှင်ဘုရင်တငယ်ချင်းဆိုတဲ့ဂုံငယ်စဉ်ကကလေးချမ်းသာလာတဲ့တထေးဆိုတဲ့ဂုံဝိဓမ္မဒိဏဆိုတဲ့အချောအလသူကလည်းဇနဗရကလျာဏီတို့လိုလှတဲ့မိန်းမတဲ့ညာအဲ့တော့တထေးကတော်ဖြစ်တဲ့အတွက်တထေးသမီးလည်းဖြစ်ခဲ့ပြန်တထေးကတော်လည်းဖြစ်ပြန်ဆိုတော့မမြင်ဘူးတဲ့လူတွေအများကြီးညင်ကြည့်ကျင်တဲ့လူတွေအခုဘိက္ခုနီမဝတ်ပြီဆိုဘုန်းကြီးเจ้าဆိုလွတ်လပ်သွားလို့ရတာဟုတ်ဗျာဟမ်အဲ့သူမှမကင်းနိုင်ဘူးဖြစ်နေဘယိတ္တနဲ့လည်းမကင်းဘူးဆွေမျိုးညာကနဲ့လည်းမကင်းဘူးဆိုတော့သူတရားအလုပ်လုပ်လို့မရတာမဖြစ်ဘူးမကင်းရင်တော့မရှိရသွားမှာပဲဟမ်မရှိရသွားမှာကင်းမှာဘူးခုတောင်ဘုရားကခင်ဗျားတို့ကျွတ်တို့ကိုတရားအထုတ်တော့မယ်ဆိုတော့တုံညာကာရကတောဝါရုခမူလကတောဝါနိတိတသိပလင်္ဂအာဘုစိတ်တဝါဒါလေးလားတုံညာကာရကတောဝါအာယုံကင်းစိတ်တဲ့နေရာသွားกว่าဘာလို့လို့မကင်းလို့ခင်ဗျားတို့ကင်းအောင်လို့မရှိရသွားမှကင်းမဲ့လူတွေကိုဟမ်သဘောပါသလားနတ်ထီလေအာယုံမရှိမှဒါတောင်စိတ်ကူးရင်ကြီးရင်းနေဦးမှာဒီချိန်ဆိုရွာဖျားပွဲစပြီဟမ်ဒီနေ့ပွဲမိတ်မှရပါဗလားဟမ်သဘောပါသလားယင်ပြီကဲမကင်းဘူးမကင်းလို့သုံးညာကာရကတောပါစိတ်ငြိမ်ရာကိုချင်းကပ်စမ်းရုက္ခမူလကတောပါစိတ်ငြိမ်တဲ့တောအုပ်သစ်ပင်ရိပ်ကိုချင်းကပ်ပြီးမှနိတိတသိပလင်္ဂအာဘုစိတ်တော်ထိုင်နေရစသင်ရရှာတာဘုရားဟမ်အဲ့ဒါတော့ထိုင်နေသင်ထားတာတော့ထိုင်မှတရားလားလှုပ်ချင်တဲ့လူကပေါ်သေးတာဟုတ်ဗျာဟမ်နိတိတသိပလင်္ဂအာဘုစိတ်တော်ဥဇုံကာယံကိုဖြောင်းဖြောင်းသွားထားပြီးတော့တင်မလင်းခွေထွေးဆိုတော့ထက်ဝဲဖွဲ့ခွေထိုင်နေ၍တင်မလင်းခွေနဲ့ဒူးတုံညင်းညလို့အဲ့ဒါဘာသာပြန်ကိုပြောင်းပေးရတယ်ထက်ဝဲဖွဲ့ခွေထိုင်နေရေးမင်းခွေခြင်းတလို့ခွေပြီးထိုင်ဟမ်မလီအလုံးမလုံးရင်ညင်းရတယ်လို့ဆိုအဲ့ဒါအခုလည်းတို့ကအာယုံကြောင့်ဒွါရကြောင့်ဓာတ်ကြောင့်သူတော်ကောင်းတို့သင်ထားလို့ဒီဝိကတကိုသူမင်္ဂလာဒီလောက်လွယ်ရှင်းလို့ရတယ်မိုးရင်မရှိတာနဲ့ကင်းတာနဲ့မဆိုင်ပါဘူးဆိုတော့အတော်လုံးပြကျင်ရတယ်နော်အဲ့တော့သူမကင်းသေးတော့ကင်းအောင်လုပ်မယ်ဆိုပြီးမရှိရသွားဟမ်ဘုရားဆံကမ္မထံတောင်းပြီးတောထဲထွက်တပတ်ပဲကြာလိုက်မရှိရမှာကြတော့မြန်မြန်ဖြတ်လို့ရတယ်ဟမ်အဲ့တော့ခင်ဗျားတို့လည်းတယ်လီဖုန်းမရှိရကားလမ်းမပေါက်ရဒါကြောင့်ပြောဘုန်းကြီးအောင်ခေါင်လိုက်တာသွားလာသမလွယ်ဘူးအဲ့ဒါကိုကချုပ်ကကျေနပ်နေတာဂုံယူနေတာဘောပါလားလိုချင်တဲ့လူကဘလောက်ခက်ခဲရောက်အောင်လားမလိုချင်တဲ့လူကတော့ဒီလောက်ဆိုတူဟာပြီးမလားဘူးမလားဒီဟမ်တို့တရားသိက္ခာကျခံမလို့နဲ့တော့ဆရာတော်ကြီးတပါးပြောသလိုသူရတွေပြင်ထွက်မဟုတ်ပါဘူးလေမင်းကြမှာပြင်ထွက်တော့9ရက်10ရက်ဟောနေတာမင်းကြောင့်လည်းမင်းဟောပါလားနာကျင်သူတို့လာလိမ့်မယ်ဟုတ်တယ်ဒါလည်းဟုတ်တယ်တရားကိုတန်ဖိုးထားတယ်ဆိုရင်ဟောသူရှိရလားနာမှာခုတော့ဗျာသိက္ခာကျလိုက်ပေါ့နာသူရှိရလိုက်ဟောဟမ်သဘောပါလားအဲ့ဒါအရင်တော့အခုသူမင်္ဂလာလေကားကိုမရှိအောင်ဘာလို့လုပ်ရလဲဆိုရင်ပြောကျင်သေးတာကျုပ်ကနော်တရားပွဲသာပင့်တဲ့လူမရှိတော့ကားငါကြွတခါလေကားတော့မရအရှုံးပေါ်သေးတာခုလေကိုဓာတ်စီနဲ့ကိုသွားရတာပါပဲအဲ့ဒါဟိုမှာဆရာတော်တပားကဘောက်ချာနဲ့လာလို့တဲ့ဓာတ်စီဘိုးကဘလောက်ကားဘလောက်ဆိုဘောက်ချာလာလို့တဲ့အဲ့ဒီဓမ္မဂရိကမပင့်ဘူးတဲ့အောင်မကြီးကျယ်နဲ့ဘောက်ချာမလာရင်လည်းမလို့မပေးဘူးလို့ဟမ်အလကားလာလို့ရတာမဟုတ်ဘူးနဲ့ရှင်းသလားအဲ့ဒီသဘောဒါပေမဲ့တို့ကတော့တရားသာသနာပြုကျင်တာရှောရှောရှူရှူပြုကျင်တော့အထက်ကနေအောက်ဆင်းလိုက်အောက်ကနေထက်ဆင်းလိုက်အမြန်ပြေးရတယ်တခါတည်းညာတွင်ချင်းကိုယ့်အကိုမောင်းပြီးဟိုရောက်ဆင်းတရားဟောရတာတွေရှိသေးတယ်ဒါပေမဲ့ဘလောက်လောက်တို့လှုပ်ချင်တယ်လှုပ်ချင်တော့လှုပ်ဖြစ်အောင်လှုပ်နိုင်အောင်နော်ကိုယ့်ကိုရှာကြံပြီးလှုပ်ရတာနော်ဘယ်သူမှတော့အရှင်ဘုရားရော့ဒါလိုနေတာလို့မလာပါဘူးဒါတော့ကိုယ်ဘုံနဲ့ကိုယ်ကံပေါ်လေနော်မချင်တတ်တာမရှိပါဘူးဒါပေမဲ့လှုပ်ရတာပြောရဒီလိုလုံးမကိုဒီလိုဖြစ်တာရှင်းနော်အဲ့တော့ခုခင်ဗျားတို့တို့ဒီမှာဓမ္မဒိဏကြည်သားသူကေးရသွားတယ်ဟမ်သူ့မှာဒီမှာရှိနေတော့မရှိရသွားမှကင်းမှာဟုတ်ဟမ်
သဘောပါသလားခုတကယ်တော့တရားအထုတ်ပြီဆိုရင်ခင်ဗျားတို့ကကင်းအောင်လုပ်လားမိဂလာကိုလွတ်အောင်လုပ်ပေးထားတာကိုသဘောပါသလားဖုံးလေးဝင်လာလိုက်တို့ကမဝင်ကိုကဆက်လိုက်ဟုတ်ကလားအဲ့ဒါပြတ်သေးလားကင်းချင်းပြတ်ချင်းမရှိတော့တို့တို့ဘယ်ဟာဘာလုံးမဘုန်းကြီးဘယ်ဟာဘာလုံးတို့တို့လာကြမင်းနဲ့ပါဆိုင်တော့ဘယ်နဲ့ပါဆိုင်တော့ပြန်ဆိုတော့ဘုန်းကြီးဖူးခြင်းလို့နေတိုင်းပလင်မော်မှာဖူးနေရှာရှိပြီးကြောင်းလာမဖူးနေကိုလုတ်ကိုရှုံနေသွားရှင်းလားရှင်းပါရဲ့ဗျာဘုန်းကြီးတဲ့ဘေးကပ်ပြရတော့ပြောတယ်အဲ့လိုမောင်းမထုံနေတဲ့ဘာချက်ကခန်းနေကြီးတဲ့နော်ခန်းကျင်ခန်းမောင်းတာတော့မဟုတ်ငါအဲ့ခံမနေနိုင်ဘူးဟိုမှာမန္တလေးတောင်ကြီးမှာသာသနာပြုပဲတပါးရှိတနေ့ကိုအဲ့ခံတယ်ဘုန်းကြီးကြာတော့လဲစီးတောင်ကိုင်းလာပြီကိုတော့စိတ်ရှိတကူမောင်းထုတ်လိုက်အဲ့ဒါလက်ကူမခံနဲ့အဲ့ဒါလက်မခံနဲ့တပြည့်အကြောင်းပြီးမှမဟုတ်ပြီးခြင်းတဲ့အချိန်ပြီးလိမ့်မယ်ဆရာတော်ပြောချတယ်အဲ့တော့တပည့်တော်တို့ကလည်းဒါမလုပ်တော့မဖြစ်ဘူးအခုတပည့်တော်အဲ့ခံရင်ပြောနေအင်ကိုတော့ငါးပါးမောက်တော့မှာတော့ပါလားစာဖတ်ချိန်လည်းမရနှလုံးသွင်းချိန်လည်းမရဒီနေ့ဆိုစာဖတ်ချိန်ရတယ်ဖတ်เสียစာမရှိဘူးပြအတ္တိပစ္စည်းဘယ်မှရှာမရအဲ့တော့ရှာမရပိတ်ထားတာငါနှလုံးသွင်းမယ်ကြမ်းမယ်ဖမ်းမယ်ကိုလီကူမအေတတက်ပဲဒီလောက်တော့ပိုင်ပါလေတော့ပါလားအဲ့ဒါနဲ့အကုန်လှည့်ကြတာရှိရနဲ့ကင်းတာတွေငါရှာမယ်ရအောင်ရှာမတူဘူးမတူဘူးကွာမရှိတာနဲ့ကင်းတာနဲ့မရှိတာပဲကင်းတာကင်းတာပဲမရှိတော့ဘယ်မှာမကင်းတာတွေတပုံကြီးသဘောပါသလားသေသွားတဲ့မိဖုရားအလောင်းကြီးတင်ပြီးတော့လေဒီပု္ပ္ပာနာနေတဲ့အယုတ်ကြီးကိုစီစိမ်ပြီးတော့လွှမ်းနေတာရှိသေးတယ်မရှိတော့ဘူးမကင်းဘူးဟုတ်ကလားကိုပရိမိဖုရားကြီးလေသဘောပါလားဟောနောက်ကြီးဘိုးတို့ဘုံနဲ့အိမ်တော်ကြလို့သူကအိမ်တော်စဲအသစ်တွေတောင်ရနေဒီကဘုရားလွှမ်းလို့မပြီးသေးဘူးရှိမှမရှိတော့ဘဲနဲ့မိဖုရားရှိသေးလားမရှိတော့ဘူးဒါပေမဲ့ဘာဖြစ်တော့မကင်းဘူးကျင်းရသလားမရှိတိုင်းမကင်းဘူးကွာမရှိတိုင်းကင်းသွားတာမဟုတ်ဘူးကင်းတိုင်းလည်းမရှိနေတာမဟုတ်ဘူးရှိရနဲ့မကင်းတာလည်းရှိသလိုမရှိမှကင်းတာလည်းရှိတယ်ရှိရနဲ့ကင်းနေတာလည်းဒီလိုသားလည်းထားကျင်းရတယ်နော်အဲ့တော့ကင်းတယ်ဆိုတာရှေ့စိတ်ဖြစ်တယ်ရှေ့စိတ်ပြတ်သွားတယ်နောက်စိတ်အစားထိုးတယ်ရှေ့စိတ်လုံးလုံးကင်းပြောက်သွားမှနောက်စိတ်အစားထိုးတယ်ဒါကလည်းဝိကရပစ္စည်းတတ္တိတစ်မျိုးပဲရှေ့စိတ်ကင်းမှနောက်စိတ်ရှင်းစိတ်ကလေးကဥပတိဘင်ကနာမှာရှိနေတဲ့ကိုနောက်စိတ်ပေါ်ခွင့်မရကျင်တတ်သလားအဲ့တော့ကောင်းပြီဓမ္မဒိဋ္ဌာတောတဲ့ထွက်အာထုတ်9ရက်မရှိရသွားတယ်ကင်းတယ်ပြတ်သွားတယ်ယဟန္တာကိုဖြစ်သွားတယ်ဘာဖြစ်သွားလဲယဟန္တာဖြစ်သွားတော့ကိလေသာကုန်သွားပြီနော်ဟိုကမှအနာဂတ်7ပါးသီလလောက်မြဲတာဒီကယဟန်သီလဘိက္ခုနီသီလမြဲသွားရှင်းတယ်နော်ပြန်လာတယ်တပတ်နေတော့ကျောင်းရောက်ပြီကျောင်းတော့သတင်းတွေထွက်လာပြီဓမ္မဒိဋ္ဌာပြန်လာပြီလေတော့ထွက်သွားတာ9ရက်ပဲကြာတယ်ဆိုတော့နာမည်ကြီးဆိုတော့ချက်ချင်းသိတာပေါ့ဗျာပြီးတော့ဝိသခကြားပြီတော့လည်းတရားသွားနိုင်ဓမ္မဒိဋ္ဌာပြန်လာဘာမှမဖြစ်လို့လေမိမဆိုတာငါမခံကျင်တဲ့နဲ့ရှောက်ထွက်သွားအခုတောထွက်မယ်ဆိုပြီးရှောက်လို့ပြီးတော့စိတ်ပြောင်းလဲရမြန်နေမသူကမိမတွေထင်သေးတာနော်ဟုတ်လားမိမတွေမှာအစွမ်းထက်တဲ့လူတွေမရှိဘူးလားရှိပါရဲ့ဗျာဒါတလေဒီလိုပြေလည်အောင်လုပ်ပြီးသီးခံကြပါဗျာအခါတလေတော့သူတို့အသာပေးအောင်ပါအဲ့ဒီမှာနော်ပြန်လာဓမ္မဒိဋ္ဌာပြန်လာတော့ဟိုမကင်းသေးတာကြမ်းနေတယ်နော်ဝိသခါကလေသူကကိလေသာဘယ်နှပုံကြံသေးတယ်သူက3ပုံမှာကျင်ကြီး4ပုံရှိတယ်3ပုံနဲ့စိတော့တပုံအနန္နံမကင်းတဲ့အပိုင်းကငယ်တန်ရောစဉ်နဲ့စောင့်ရှောက်အောင်မှရှိသေးတယ်လေလူထွက်ချင်လို့များပြန်လာတာလားဘာများလို့တော့မကင်းတဲ့ကောင်ခါမှာပဲရှင်းသလားဟိုပြဿနာတက်ပြီလေကဲပြောရတာအလွတ်ကြီးဆိုမကောင်းပါဘူးဗျာဓမ္မဒိဋ္ဌာဝိသကခဏတော့တင်လိုက်ပါဦးမယ်ဟုတ်လား
ဓမ္မဒိဋ္ဌာနဲ့ဝိသခတထေကြီးအဲ့ဒါတထေကြီးကမကင်းဘူးမကင်းတော့သူသွားတော့မယ်အဲ့တော့တယောက်ထဲသွားလို့လည်းမတော်ဘူးခေါ်ရပြန်ပြီတငယ်ချင်းတွေတထေ900တငယ်ချင်းတို့လှုပ်ကြအောင်တောင်းတကယ်ဆိုအရိယာကြီးပဲအနာဂံကြီးပဲဟောလည်းဘိက္ခုနီမှာဝတ်သွားပြီမလေးသွားတောင်ပြတ်နိုင်တယ်ကိုကြီးကျန်တယ်ဘာဖြစ်ဖြစ်နေနိုင်သလားတပုံချမ်းမကင်းသေးဘူးသူ့အိမ်မှာရှိသေးလားမရှိတော့ဘူးမလေးကျေးဇူးတင်တာဝိသခာနဲ့ဓမ္မဒိဋ္ဌာရဲ့သဘောပါသလားမရှိတော့ပါဘူးဒါမှမကင်းဘူးသူကမရှိတိုင်းကင်းသွားသလားဆိုတော့ဒီမှာဖြေပေါ်လာမရှိတာပဲသူမကင်းသေးဘူးဟိုကတော့ကင်းသွားပြီအဲ့တော့တတိ900စုရပြန်ပြီတယောက်ထဲသွားလို့မကောင်းဘူးသူများပြောเสียဖြစ်မယ်အဲ့ဒါစုဓမ္မဒိဋ္ဌာနေတဲ့ကြောင်းသွားအဲ့ဒါဒီအလက်သူ့မိခံရတာပဲဟိုမှာညလာမေးတော့ဝိသခခန်းနဲ့ဓမ္မဒိဋ္ဌာကဝင်လာတော့ဒကမကြီးဟုတ်ပါဘူးနှမပေါ့လေညာကြီးအချိန်မတော်ဘာလို့ဝင်လာလဲသူကမေးထားတာအဲ့ဒါနဲ့ဟိုကသင်္ကန်းဝတ်ချသွားရအခုလာဒကာကြီးဘာကိစ္စနဲ့လာလဲကင်းတဲ့လူလည်းမကင်းတဲ့လူဒီလိုကြွာသွားတာရှင်းတယ်နော်ဒကာကြီးဘာကိစ္စနဲ့လာတယ်လဲဘာကိစ္စရမဟုတ်ပါဘူးဘာကိစ္စရမဟုတ်ပါဘူးဆိုတော့စောစောမေးမယ်လူထွက်ရှင်လို့လားဆိုတာလေဒီလိုမေးလို့မဖြစ်ပြန်ဟောကင်းကြီးကြောင့်ပြောနေပြီဟောဒကာကြီးဟုတ်လားဘာကိစ္စနဲ့လာတယ်လဲဆိုတော့ဘာရမဟုတ်ပါဘူးတဲ့မေးစရာလေးတွေရှိလို့ပါမေးပါသိရင်ဖြေတာပေါ့လောက်ရပြီနော်အဲ့တော့ဒီပုဂ္ဂိုလ်ကြီးဘာလို့ဒီသွားတာမကင်းလို့သွားတာဟိုကကင်းထားပြီးသားဆိုတော့ကဲဒီအချိန်ဝိသကဘာဖြစ်လို့လဲနောက်အိမ်တော်ပြုတဲ့ဓမ္မဒိဋ္ဌာဘယ်နဲ့နေမလဲဘယ်နဲ့မှမနေပြီးသွားပြီရှင်းလားဟိုကတပုံလေးကြံတာနဲ့တောထွက်ရကပြန်လာတယ်ဆိုဒီမှာမနေနိုင်ဘူးကျင်납သလားကျင်납ပါဗျာသဘောပေါက်သလားကဲမရှိလို့ကင်းသွားတယ်စားကြီးဗျာလင်လည်းမရှိဘူးသားလည်းမရှိဘူးသမီးလည်းမရှိဘူးဖေလည်းမရှိဘူးမေလည်းမရှိဘူးကင်းရောလားမကင်းလို့ယူတာပေါ့ဗျာရှင်းသလားကဲအင်္ဂုလိမာလကိုအောင်ပြောမယ်အင်္ဂုလိမာလသအိတာသူ့ဆရာပြောလို့လူတွေအကုန်လုံးထောင်ချီတတ်လာသူ့မှာအကုသိုလ်မရှိဘူးလားရှိတယ်ဘုရားနဲ့တွေ့ပြီအဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးကအင်္ဂုလိမာလရှိရကြွလာဘုရားတွေ့တော့သူကလက်ညှိုးတစ်ချောင်းလိုနေတာနဲ့အတော်ပဲဆိုလိုက်တော့ဘုရားကသူလိုက်မမီလိုက်ပြီးတော့ဟေးရဟန်းကြီးရောက်နေတယ်မကြောက်လားငါရက်နေတာမင်းကပြေးနေတာလေဟုတ်ရငါလည်းလိုက်နေတာလောက်လိုက်နေတာမမီတဲ့တဲ့သူကရက်နေပြီရဟန်းဖြစ်ပြီးလိန်တယ်ငါ့ကိုငါရက်နေတယ်ငါမှအကုသိုလ်လည်းမရှိဘူးကုသိုလ်လည်းမရှိဘူးရက်သွားပြီခုမင်းအကုသိုလ်တွေဖြစ်နေမင်းမရက်ဘူးပြေးနေတာဆိုတော့ဟိုကလည်းသူကပညာလိုချင်တဲ့ပုဂ္ဂိုလ်ဒီခိုင်းတဲ့ဆရာအခုလက်ညှိုးတစ်ထောင်ဖြတ်ခိုင်းတဲ့ဆရာစီမှာစာသင်မှုသွားကြတဲ့ကရင်သူအတပြားပေးနိုင်တယ်မပေးနိုင်လို့မဟုတ်တစ်ထောင်ပေးလိုက်ရင်အေးစစ်စစ်တင်လို့ရမဟုတ်ဘူးတဲ့အဲ့ဒါလိုအတပြားပေးသင်ရင်လက်ရင်းကြတဲ့ပညာတွေမတတ်ဘူးအဲ့တော့ဆရာနာမှာအနိကခြေစုပ်လက်နဲ့ပြုစုရင်သင်မယ်ပညာကိုတို့တန်ဖိုးထားတဲ့ပုဂ္ဂိုလ်သမိုင်းတွေအကုန်ပြန်ရှာကြည့်ရတယ်ဒါအင်္ဂုလိမာလာလူဆိုရမ်းပြောနေသူကောင်းတာတွေအများကြီးပဲအဲ့တော့ကျုပ်အနေတော့မဆိုးဘူးရှင်းတယ်နော်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကြီးဟာဒါပေမဲ့ဆရာစကားနားထောင်ပြီးတော့ဆိုတာတော့ခုကုန်လိုက်တာအဲ့တော့အခုဘုရားပြောလိုက်ပြီစကားတစ်ခွန်းငါမပြေးဘူးမင်းပြေးနေတာငါရက်နေပြီမင်းမရက်သေးဘူးနားလေခြင်းသိခြင်းဒါပါလေရှင်မြတ်နေသမောအဲ့ဒါရှင်းသမှာရက်တယ်ပြီးတယ်ဆိုတော့ဘာလို့ဟုတ်ပြီနော်ဟာငါလောဘဒေါသမောဟတဏှာမာနဒိဋ္ဌိကိလေသာတွေမရှိတော့ဘူးကွာငါတန်တရားခရီးဆက်เสียမရှိဘူးရက်နေပြီငါအဆုံးရှိသွားပြီကွာအရှုံးမရှိတော့ဘူးမင်းကအဆုံးမရှိတဲ့လမ်းမှာအရှုံးတွေပေါ်နေပြီကျင်납သလားအဲ့ဒါနဲ့ကဲတူတူပြောကြပါစို့ဘုရားထံလိုက်တရားသင်္ကန်းဝတ်တရားအားထုတ်
ဖြတ်ချလိုက်ပြီကုသိုလ်အကုသိုလ်ဟမ်ရှင်းလားသူလုပ်ထားတဲ့အကုသိုလ်တွေဒုနဲ့တိတ်မရှိဘူးလားရှိတယ်ဒါပေမဲ့ဘာနဲ့ဖြတ်မဲ့ညာကြီးနဲ့ဖြတ်ချလိုက်တော့ဒီကုသိုလ်တွေအကျိုးပေးနိုင်တဲ့စွမ်းပကမရှိတော့ဟမ်ကျင်းတယ်နော်မဲ့ညာဘုံညာရလိုက်တာနဲ့ဒီကုသိုလ်အကုသိုလ်လမ်းကရက်သွားတယ်ရှင်းတယ်နော်ဒါပေမဲ့ကဲရှင်မမောက္ကလန်ကြီးတို့ပြန်ကြည့်အောင်ဟမ်ယဟနာဖြစ်သွားပြီကံတွေအလုံးဖြတ်ပြီးပြီဒါပေမဲ့ဒီတဘောကစာကျေးဇူးပြုမဲ့ကံကရှိသလားမရှိဘူးရှိနေတယ်သူ့မှာကုသိုလ်အကုသိုလ်ဖြတ်ပြီးပါပြီသူလုံးသမျှအဗျာကတတွေကြီးပဲယဟနာကြီးကိုဗျဆိုတော့သူ့မှာလောဘဒေါသမောဟကံဖြစ်ကြောင်းအမြင့်တွေရှိသေးလားမရှိတော့သူပြုသမျှအဟောတိကအဗျာကတသို့တော့ဟိုဘက်ကအမေရိုက်ခဲ့တဲ့အကုသိုလ်ကံဟမ်ဒီအကျိုးရဒီဘဝမှာကိုအကျိုးပေးဖို့ပလန်ထဲမှာပါထားအစီအစဉ်ထဲမှာပါထားပါတော့သူကမဲ့မကလို့ပါအရာရအရိုက်ကိုခံဟမ်သမဘောပါသလားဒီကံကြွေးရကင်းသလားမကင်းဘူးဝတ်မှာအမြဲအဲ့ဒါခင်ဗျဝတ်ကတိမှာပါလာပြီးသားဆိုရင်ခန်းကိုခံဘုရားရှင်ကိုရောမြတ်ကြီးအတုမရှိကိုရောကြီးတကယ်ဆိုဇင်းလုံးကျော်ချော့မွတ်ပြီးနေလိုက်ပါလားမဟုတ်ဘူးခါနာတဲ့ဒုက္ခဟမ်ဘိုက်အောင်တဲ့ဒုက္ခလိနာလို့ဆိုရှင်သာရိပုတ္တရာဆေးရှာရရှင်မောက္ကလန်ကဆေးရှာရတွေ့တဲ့ယဟန်ကကူပြီးရှာရရေနွေးရှာပေးရသေသိမဲ့ဖြော်ရည်လုပ်ပေးရတကာလန့်တောင်းရလောက်ရတာတွေအများကြီးဟမ်ဘုရားအတွက်ရေနွေးချိုးပေးဖို့ဆိုပြီးလောက်ရရှာတယ်ဒါတွေကဖျားပဲတကယ်ဆိုဒါတွေမပါနဲ့ပေါ့မရပါဘူးဗျာဟမ်ဒါပေမဲ့သူကကိလေသာရှိသေးလို့လားမရှိတော့မရှိဘူးဒါပေမဲ့ဟိုဝတ်ကရောကင်းသလားမနေ့ပြန်အာဝိကရအတွက်တောင်ပါသွားဟမ်သဘောပါသလားအဲ့တော့ရှိခြင်းမရှိခြင်းနဲ့ကင်းခြင်းမကင်းခြင်းဟာမဆိုင်ဘူးလို့မှတ်ထားပါကျင်းတယ်နော်အဲ့တော့ရှိရနဲ့ကင်းခြင်းလဲကင်းနေတယ်မရှိတော့ပေမဲ့ကင်းခြင်းမှကျင်းတယ်သလားအဲ့တော့တတ္တိအထူးတွေကဘုရားရှင်ရဲ့ဗုဒ္ဓဉာဏ်တော်တွေကိုခုပြန်ပြီးတော့မှန်းကြည့်ဟုတ်တာပဲရှိတာမရှိတာကတစ်ပိုင်းကင်းတာမကင်းတာကတစ်ပိုင်းဟမ်အခုလည်းခင်ဗျားတို့ဝတ်တွေကိုကင်းလွတ်အောင်လုပ်အောင်ဒါပေမဲ့လောလောဆယ်မှာတော့ဒီဝတ်တွေမရှိဘူးလားရှိနေတယ်ငရဲရောက်နိုင်တဲ့ကံတွေရောမရှိဘူးလားရှိနေတယ်နော်အဲ့တော့ခင်ဗျားတို့ကံကောင်းခြင်းလက်ဆောင်လေးတော့လုပ်ဦးမှထင်တယ်ဟမ်ကံကောင်းခြင်းလားဘာလို့ခြင်းကံကောင်းခြင်းလားကောင်းပါဗျာအားနေလိုက်တာဟမ်အားနေလိုက်တာကောင်းခြင်းပါကံကောင်းဆိုတာတော့တကယ်တော့မိမိအပေါ်မှာအပြစ်မရှိချမ်းသာပေးမဲ့ကံပါတယ်လေတနည်းအားဖြင့်အကောင်းဆုံးကံကတော့ကြွေးကင်းတဲ့ကံပေါ့ဗျာကြွေးကင်းတဲ့အလုပ်ပါတယ်လေကြွေးကင်းတဲ့အလုပ်ကြွေးကင်းခြင်းနဲ့ဆိုရင်ကင်းရကင်းကြောင်းဖြစ်တဲ့မက်ကင်အလုပ်မက်ကင်ကအလုပ်ကလောပြီးကင်းနိုင်တဲ့အလုပ်မရှိဘူးလာပြီဝိသကနဲ့ဓမ္မဒိဋ္ဌာကင်းမုံချင်းကွာသွားတာဘာကွာလို့တဲ့မက်ကွာဟမ်နောက်ဆုံးဒီမက်ကင်ကွာသွားတယ်ဓမ္မဒိဋ္ဌာလုံးကင်းသွားတယ်လေးမဲ့လေးဖို့နောက်မှကိလေသာအမြင့်တန်းစရာကြံသေးလားကိလေသာလည်းမရှိတော့ဘူးဟမ်ဒီအကျွေးတွေလည်းရှိတော့အကုန်ကင်းသွားတယ်ဝိသကတပုံကြံနေသေးတယ်ကိလေသာတပုံရှိနေသေးတဲ့အတွက်သူ့မှာအကျွေးမကင်းသေးဘူးမကင်းသေးလို့သွားရှာတာရှင်းသလားတကယ်တည်းဆိုမှဘိက္ခုနီဝတ်သွားပြီသူကလည်းသူ့အိမ်မှာသူတရားဓမ္မလေးနဲ့သူငွေရောနေတယ်ဘာပူစရာရှိတော့အခုပူလို့သွားတာဟမ်မကင်းဘူးလေကျင်းသလားအဲ့တော့ခုဦးဇင်းတို့တခါတည်းအိမ်မှာတူရှိကြတယ်ကိုပေါင်းစိတ်ပါရှိတော့ရှိနေကြတာပဲအတူတူပဲဒါနဲ့သူကသူကောင်းဆိုးချွတ်ချော်တိမ်ဆောင်လှုပ်ချင်ရလှုပ်ဘလို့မှမနေတော့
ကင်းသွားတော်ပြီဒီလူနဲ့ပတ်သက်ပြီးငါဘာမှမပြောတော့ဘာမှလည်းမလုပ်တော့ဘယ်လိုမှလည်းသဘောမထားတော့ဆိုတော့ဘာဖြစ်တော့ကင်းတော့လွတ်နေရှင်းသလားမရှိတော့လို့လားရှိတယ်ရှိရကြည့်ပါပဲဒါပဲဘာဖြစ်လို့ကင်းနေတယ်တဲ့အဲ့ဒါလို့ကင်းအောင်ဆိုတော့ကို့မှာအခုမကင်းတတ်တဲ့တရားတွေဟာဘာတွေလဲဒါပဲဗောတလုံးနဲ့ပြောမလို့သာတို့ဗျာမြန်သိဖို့အရေးကြီးတာဘာတွေညာတွေဝေ့မလဲဘာလို့မကင်းတာတော့ကိလေသာရှိတယ်အဲ့တော့မကင်းကြောင်းတရားဟာဘာလဲကိလေသာအဲ့တော့ကိလေသာသာရှိနေရင်တော့ကင်းတာကိလေသာမရှိပါကဲကိလေသာမရှိဖို့ဆိုရင်ကဲသွားကြစို့ခုနကမျက်စိနဲ့ဆင်းတဲ့တိုက်ပါစိတ်ပေါ့မြင်စိတ်ကလေးကမြဲသလားဖြစ်ပြီးရင်ဖြစ်ပြီးရင်သိကြတယ်နော်အဲ့တော့သူကမြင်စိတ်ဖြစ်ပြီးတော့မြင်စိတ်ပေါ်မှန်းသိလိုက်ရင်နောက်ကသိတဲ့စိတ်လာရင်ရှေ့ကမြင်စိတ်မရှိတော့ဒါသင်္ကန်းစာမှာဦးဇင်းတို့တော်တော်ကြည်သွားပြီနော်တော်တော်လေးလဲပါပါနတ်နတ်ရှိလာဒါပေမဲ့လက်တွေ့အလုတ်ခွင်နဲ့တိုက်ဖို့လိုသေးတယ်အခုအရိယာဘုတ်ရှည်ရှည်လုပ်တဲ့အခါအရိယာဘုတ်ရှည်ရှည်ဆိုတာဟိုအချိန်ကြီးတိုးပေးလိုက်တယ်နော်အချိန်အရေးအတွက်ကတော့ယော့သွားတယ်ဟမ်ဟိုတရားစခန်း9ချိန်လို့တော့ပြောတာခင်ဗျာ9ချိန်မရှိတော့ဘူးထင်တယ်ဘယ်နှချိန်လဲ6ချိန်လည်းရှိတော့တာ3ချိန်ကြီးများတော့ယော့သွားပြန်တိုးခိုင်းလိုက်ပါဟမ်သူကြည့်နော်အဲ့တော့ဟုတ်ပြီအဲ့တော့အရိယာဘုအခုအချိန်လေးလျှော့ပလိုက်တော့အချိန်လျှော့သွားတဲ့အခါမှာအချိန်အရေးအတွက်ကတိုးလာနော်တဏှာကြီးက2နာရီဖြစ်လာ2နာရီက3နာရီဖြစ်လာဒီတော့အရိယာဘုရှည်ရှည်နဲ့အားထုတ်တဲ့အခါကုသိုလ်ကောင်းတို့အရိယာဘုရှည်ရှည်ဟာအာထုတ်သင့်သလားအာမထုတ်သင့်ဘူးလားလို့ဒီလိုဝေဖန်ရင်ဒါဥစဉ်တို့အမြင်အနေနဲ့ကတော့အာထုတ်သင့်တယ်လေ့ကျင့်ထားရမယ်အဲ့ဒါဘာအတွက်လဲရှင်ဘုရားတို့မက်ဖို့ရဖို့လားလုံးနေသမျှတော့မက်ဖို့ရဖို့ပေါ့သို့တော့ဒါကအဓိကလားဆိုတော့အဓိကရဲ့လို့တော့မဟုတ်ဘူးသို့တော့သူကလည်းအရေးကြီးလိုအပ်တယ်ဘာကြောင့်လဲလို့မေးတော့ကိုထိမ့်သိမ့်နိုင်တဲ့စွမ်းရည်နော်သိခံနိုင်တဲ့စွမ်းရည်နောက်တစ်ခါခန္ဓာဤသဘောကိုသိဖို့ကြတော့သဘောဉာဏ်စိုက်ဖို့ဆိုရင်ခင်ဗျားတို့ကျုပ်တို့မှာအဲ့ဒါလိုအရိယာဘုရှည်ရှည်နဲ့ခါနဲ့စူးစိုက်နိုင်အောင်ဉာဏ်ကိုခန္ဓာအရှိနဲ့ကတ်နိုင်အောင်အချိန်ပေးပြီးလုပ်ယူမှရအရိပ်ပြလို့အကောင်မြင်နိုင်တဲ့မဲ့ညာပူညာအလွယ်တကူရနိုင်တဲ့ကံမျိုးဟာဦးဇင်းတို့သူတော်ကောင်းတို့မှာတော်တော်ရှားသွားဟမ်ရှင်သာရိပုတ္တရာတို့လိုရေဓမ္မဟေတုပ္ပဘဝလေးကြားလိုက်တာနဲ့သောတာပန်ဒီဘကွမပါဘူးတို့အဲ့ဒီတဲ့ဟမ်တခါလေးရတဲ့ပြက်ကလေးရှုလိုက်တယ်ခုဓမ္မဒိဏတို့လို9ရက်လောက်နဲ့ရမယ်ထဲလဲမပါလို့3လတောင်ပြေးတော့မပေါ့ပဲသဘောပါသလားအဲ့တော့ကြည့်ရမှာသိကြတယ်အဲ့တော့ကိုယ်အနေထားကိုကိုသိဖို့လိုတယ်အဲ့တော့ကမ္မထာနဲ့ပတ်သက်ပြီးဦးဇင်းကဒါအထူးသတိပေးလိုက်ပါမယ်အလုံးမလုံးသူတွေမှာဝေဖန်ချက်တွေအများကြီးရှိတယ်အလုံးလုံးသူဟာအလုံးလုံးထားတာနဲ့အမျှယထာဘုဒ္ဓဉာဏ်ဒါလေးလို့ယထာဘုဒ္ဓဉာဏ်ရထားတဲ့ပုဂ္ဂိုလ်တယောက်ကဘယ်တော့မှတစ်ဖက်ဆွန်းရောက်စကားမပြောရှိစီထိုင်ကြမလို့ဘူးဒါမပြောအပ်ဘူးဟမ်တူတူလေးနဲ့လည်းရပါတယ်မပြောပါနဲ့ဦးဟမ်သဘောပါသလားပြင်းနေတာတရားလားမပြင်းတာတရားလားမေးစရာမလိုပါဘူးဟမ်တကယ်မပြင်းမဲနေနိုင်အောင်လဲကြိုးစားအောင်ဘာဖြစ်လို့ကိုယ့်ကိုယ်ကို control ထိန်းနိုင်တဲ့စွမ်းအားဟမ်နောက်စူးစိုက်နိုင်တဲ့အားဒါတွေကဥစဉ်တို့သူတော်ကောင်းတို့မလေ့ကျင့်မနဲ့ရတယ်တခဏချင်းလုံနေလို့ကောဖြစ်သလားမဖြစ်ဘူးလှုပ်ခဲ့ပြီပဲတဏှာကြီးချိန်ပေါင်းများစွာထိုင်ခဲ့တာပဲတဏှာကြီးမောင်းခေါက်ဖြုတ်လိုက်သာဓုခေါ်ဖြုတ်လိုက်ဟမ်ကြ
ကျွမ်းကျင်လိုက်တာမှဘယ်လောက်ကျွမ်းကျင်တော့ဦးစင်းခဏခဏပြောသလိုတစ်ချိန်လုံးငိုက်နေတာတရားကောင်းစင်တော့ကောင်းကောင်းမကြားလိုက်ဖဲငိုက်သွားလိုက်တာနော်ဘုရားကိုဖက်လိုက်တယ်ဆိုရင်ကျေးဇူးရှင်အကမမနိဒမဟုတ်ဆရာတော်ဘုရားကြီးမရပူရမျိုးဒီလောက်မြန်မြန်ပြောတာတောင်မှဟိုကငိုက်အိတ်နေပြီနော်မရပူရမျိုးမင်္ဂလာတိုက်ဟောင်းမောဂဝိပဿနာမင်္ဂလာရေးတန်တိုင်းဟောကြားဆုံးမတော်မူအပ်သောသွားပြီဘာမှမသိလိုက်တော့ဘူးအဲ့ဒီကနေပဲချိန်နိုးလာတော့သူတို့ဆိုတော့အဲ့တော့သဘောပေါက်လားသဘောပါလားပါပါတယ်ဗျာဒါဆိုရင်အရှိအဖြစ်ဖြစ်အတိအမဲ့ပါဗျာဒါဖြင့်ကြိုးစားမှလည်းမကြိုးစားဘူးကြိုးစားမှာပါဗျာကဲဒီနေ့ဒီရင်တော်ကြအောင်ဆိုတပြီမလာသူကအသိကျွမ်းကျင်တာဟုတ်ကဲ့အဲ့ဒီတခုတော့ဦးဇင်းသူတို့နာပြန်သင်မှုအစီအစဉ်ဆွဲထားတယ်နော်ဒါကျုပ်သင်ပေးကြပါဦးလို့ဒါမေတ္တာရက်ခံတယ်ဘာလို့သိပိုင်တဲ့အလုပ်တခုတော့တရားသံခေါင်းစဉ်မဆုံးခင်အိတ်သွားလိုက်တဲ့ဟာတခါတဲ့သူကခေါင်းနဲ့ကြမ်းနဲ့လည်းမထီဘူးရှေ့ကလူနဲ့လည်းမထီဘူးဒါလုံးလွတ်ကင်းကြီးပါဗျာဝိကတပစ္စယေနပစ္စယောနော်လူတွေဘလောက်ကြက်နေကင်းပါတယ်နော်ဘယ်သူနဲ့မှမထီပါဘူးသူကရှေ့ကြောနဲ့ထီတော့မယ်ဆိုရင်တော့ဖြည်းပြန်မှာဟမ်မိုင်းနဲ့ထိတော့မယ်ဒါအခုကျုပ်ကတော့မျက်စိဖွင့်ကြည့်ထားတာထိမှာဆိုတော့သူတို့ကမထိဘူးသူကတော့ညမလာကြည့်စရာမလိုအဲ့ဒီတိုင်းလေးညိတ်နေလိုက်တဲ့ဟာနော်သရုပ်ထဇာနေများဝင်စားနေသလားအောင်မရဒါလည်းအဲ့လိုလေးညိနေရကနေပြီးတော့တရားသံဟာလေတဖြည်းဖြည်းကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့အတန်တော်ဟာလဲတော့တရားပွဲပြီးကန်နေရအတန်မြန်လာတယ်မှန်ပါလားစေတနာအပြည့်နဲ့တခါအတန်လေးမြန်လာပြီမှန်လာပြီဆိုရင်သူတို့တကယ်ကိုသိတယ်ဂျားထဲမှာတဝက်လောက်မြန်ရင်မထဘူးသူတို့တကယ်အဲ့ဒါဥစ္စာတကယ်ကို specialist expert လေ့လာထားတာနော် thesis လုပ်ထားတယ်နောက်ကြတော့ဒါရေးပြခဲ့မယ်နော်အဲ့တော့အဲ့ဒါဒီတရားသံလုံးဝပြီးကနေကြသူတို့သိတယ်မမဟုတ်ကြတာကြတော့အဲ့အတန်လေးမြန်လာပြီဆိုတော့ဘာလို့ကတိဖြစ်ဆိုကဲဒီနေ့ဒီတင်တော်ကြအောင်ဆိုတာတဲ့ခါမှတ်ပြီးတာနဲ့အန်ကြနော်တာရုဆိုရင်တော့စမတ်ကြနေပြီအဲ့တော့မဖြုတ်တော့အဲ့တော့ဘေးကလူတွေကချွတ်ဖြုတ်တော့နားထောင်နေတာမလုံနေတာပေါ့လေတကယ်လုံနေတာသူကအဲ့ဒီအချိန်မှာအာယုံကခန္ဓာထဲမှာမရှိတော့ဘူးချွတ်တန်ထဲမှာအာယုံဒီဘသူမှမရှိတဲ့အချိန်မှာငါဖြုတ်မယ်မဲဒီလိုတော့ဘေးကလည်းမြောက်ပြီးတော့ဦးသူတို့မြန်တော့ထိုင်နေကြမို့လို့လားမသိဘူးမှတ်ပြီးငိမ့်နေတာပဲအဲ့လိုလေးဖြစ်ချင်တာဟမ်အဲ့ဒါဆိုတော့လေကိုမလေးဝေဒနာကြောအောင်ရှုဝေဒနာကြောသွားပြီမလို့တော့ဘူးဒါတွေကလာသေးတာအဲ့တော့သူတို့လောက်တာနဲ့ဓမ္မဂရိကတွေကတရားခွက်တွေကိုရာလို့နော်မေးကြတာဝေဒနာကြောတယ်ဆိုတာဘယ်လိုလုပ်ချက်တယ်ဆိုတာဘယ်လိုလုပ်ဟမ်အဲ့ဒါလိုမာယာကောက်ချစ်မှုတွေကလည်းပါသေးတာဘာလို့ဆိုသူတို့ကသူတို့မဲအဟုတ်ကြီးဒါယောဂီဟောင်းလေးဆိုဘေးကတို့အဲ့ဒါနှစ်ချိန်ဆက်များလုပ်ကြည့်ပါလားသူနှစ်ချိန်ဆက်ထိုင်မယ်ဆိုရင်နာယီဝက်အချိန်အတွင်းမှာတော့ငြိမ့်နေတာဒါလည်းနားနေတဲ့နာယီဝက်အဲ့ဒီနာယီဝက်9မောင်းခေါက်ငြိမ့်သေးတယ်3မောင်းခေါက်ပြန်သွားပြီကြွဟမ်နောက်တစ်ချိန်ဖြုတ်ခံနေတော့မှဘယ်လိုအလေးကျင့်ကောင်းမှမသိဘူးအဲ့ဒါတော့လေ့ကျင့်ယူအောင်မယ်နော်အဲ့တော့ကဲရှိစေဒါချွေရင်းချက်တွေပြင်ဖို့ပြောတာနော်အဲ့တော့ကို့မှာဦးဇင်းတို့မှာဒါလေ့ကျင့်ပြီးတော့ကိုငြိမ်လဲထိုင်နိုင်ရမယ်ငြိမ်ထိုင်နိုင်တယ်ကြာထိုင်နိုင်တယ်ဆိုတာအဲ့စူးစိုက်နိုင်ဖို့အတွက်လေ့ကျင့်နေတာဉာဏ်လေးတော့ဖြတ်ခနဲ့မမြင်ဘူးဟမ်မမြင်တော့သူ့ကိုစူးစိုက်ပြီးချိန်ဖန်များစွာလေ့လာခုအရိယာဘုရှိလေ့ကျင့်တယ်ဆိုဒါနော်အဲ့တော့ဘာလို့ ကလဲခုနားလာတယ်နားတဲ့ဝေဒနာပေါ့ပထမဘယ်လိုသိနာမသိနော်ဒုကနာတယ်သိဘောင်းကနာတယ်သိပထမဒီတိုင်းအဲ့ဒီတိုင်းလေးသိနေရကနေမှပေါင်းနာတယ်ဒူးနာတယ်ကြည့်လိုက်တော့ပေါင်းနဲ့ဒူးနဲ့အဓိကလားနားနေတာအဓိကဒါပြီခုလောလောဆယ်မှာငါတို့ပြဿနာပေးနေတာဟာအခုတရားထိုင်နေရင်ပြဿနာပေးနေတာလားဒူးနဲ့ပေါင်းကပြဿနာပေးနေတာလားနာတာကပြဿနာပေးတဆင့်ချင်းသူကခွဲပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့သိအောင်သွားအဲ့တော့နားတွေကဒူးလားပေါင်းလား
နားတဲ့သဘောလားဒါကိုကျိန်ဖန်များစွာသူ့ကိုစူးစမ်းပြီးကြည့်နေမှဒူပေါင်ပြောက်ဟမ်နားတဲ့သဘောလေးတက်ခြေထောက်ကြီးပြောက်နေရမယ်ဘာပဲတွေ့ရမလဲခြေထောက်ကြီးပြောက်နေရမယ်ဆိုတော့ဒီပြခြေထောက်ကြီးကပြောက်သွားပြီဖျားတော့မလုံးနိုင်ဘူးနော်ဟမ်ရှင်းတယ်နော်အဲ့ဒါချက်ချင်းသိသလားချိန်ဖန်များစွာလုပ်ယူရတယ်ဘယ်လောက်ဉာဏ်ကောင်းတဲ့လူဖြစ်ပါကိုခင်မဟမ်ဘုရားတို့ကျုပ်တို့မှာချမ်းသာလုပ်ပြီးတော့မြန်ရနိုင်တဲ့ကံမျိုးအမတန်ရှားသွားပြီမရှိဘူးလို့တော့မဆိုဘူးနော်အဲ့တော့ဓမ္မသဘောအရဦးသိပြောနေတာတွေကခင်ဗျားတို့သိပြီးသားမြင်ပြီးသားဆိုရင်လေဒါခင်ဗျားတို့အတွက်ကောင်းပြီးသားဟမ်ပြည့်စုံပြီးသားဘာမှစိတ်ထဲဖြစ်เสียအကြောင်းမရှိဘူးတချို့အသိဉာဏ်မပြည့်စုံသူတွေအတွက်3လစခန်းလည်းပြည့်တော်မယ်ဆိုတော့ပြောတင်တာတွေအားလုံးကိုဘုဟုတုတပြည့်ပညာတိုးအောင်ပြောပေးလိုက်ပါမယ်နော်တရားဟောရင်းနဲ့ဦးဇင်းတို့ကြုံတွေ့ခဲ့ရတာလေးအဲ့တော့ခင်ဗျားတို့စိတ်ထဲမှာဒီလိုလောဘစိတ်တွေမဖြစ်ဘူးလားရာဂတွေမဖြစ်ဘူးလားဦးဇင်းဒီလိုပြောတဲ့ခါကျတော့မဖြစ်ပါဘူးဗျာဒီလိုတော့မဖြစ်တော့ပါဘူးဟမ်ကျုပ်ဒီလိုလားအဲ့တရားအသိပြေဝလို့လားမပြေဝသိလို့လားမသိလို့လားအခုဆုံးမနေတဲ့ချက်ကကိုသိပြီးသားဆိုရင်ရှေ့ဘာသိရအောင်မလဲဟမ်ဒီသိပြီးသားလေးကိုငါသိထားတဲ့လမ်းစဉ်လေးမှန်သလားဒါချင့်ချိန်နေရလူကြားတဲ့ဘာမှထုတ်ပြောစရာမလိုနော်ဦးဇင်းတရားအနောက်ဆက်ဖြစ်လို့ပြောတာမဟုတ်ဘူးနော်ဒါတွေကိုကြော်လွှားလာခဲ့တာအဲ့တော့သူတို့ဘလို့ပြောဦးဇင်းတို့ကတော့တရားပွဲမှာအနောက်ဆက်ဖြစ်စရာမရှိဘူးသို့တော့တခုတော့ရှိတယ်ပေါ့နေသစ်တွေမှာတရားဟောတဲ့အခါလူဟောင်းတွေပါလာတယ်ဆိုဦးဇင်းတရားသိတဲ့နာလေးမေးလိုက်လူဟောင်းတွေရှေ့ဖြေချလိုက်ဖြေချတော့နောက်ကလူတွေလုံးဝကိုမသိတာဒါပေမဲ့သူတို့ပြောလိုက်တာလေးမှပြီးအဲ့ဒါပါဗျာဘာမှမမှတ်မိသူကမသိတာကိုထင်ရှားအောင်ပြပြီးမှဒါဟာဘလောက်သိဖို့အရေးကြီးတယ်ဆိုတာဓမ္မဂရိကရှင်းရမှာဒါပေမဲ့အဲ့ဒီရှေ့ရဲ့ပုဂ္ဂိုလ်ကသူတို့သိပြီးသားပါဆိုပြီးလှုပ်ချလိုက်တဲ့ခါကျတော့နောက်လူတွေနာသွားတယ်ဓမ္မဂရိကတော့ဘာမှပြဿနာမရှိဘူးမင်းတို့သိပြီးသားဆိုတော့မသိသေးတာထပ်ပြောလိုက်မယ်ဆိုတော့ဒီလူတွေကဒီအောက်သက်မကြည့်တော့ရှင်းလားရှင်းပါပြီဗျာအားလုံးအဲ့ဒါလေးတွေကသိအရေးကြီးအဲ့ဓမ္မပရိယေတွေမှာဦးဇင်းတို့ခုချိန်ထိကျေးဇူးရှင်ကြီးတွေပေါ့ဦးဇင်းတို့ဆရာတော်ဥဒ္ဓမိတ်တရဆရာတော်တရားဟောတဲ့အခါမှာဦးဇင်းတို့အရင်တုန်းကတော့ဒါဖိုးကြီးတွေပေါ့ကိုယ်စိတ်ထဲမှာဥပသင်တို့ဥပခင်တို့ဥအောင်ပါသင်တို့ဥပေါ်ဥနိုင်ဆိုတော့ဆရာတော်ကြီးတပည့်ရေးတပည့်ရင်းနေဦးဇင်းတို့မိလိုက်ပါတယ်အဲ့တော့ဒီပုဂ္ဂိုလ်တွေတရားနာတဲ့အခါမှာသူတို့ဘာလုပ်တုံးဆိုတော့ဆရာတော်နဲ့အပေးယူအထောက်ပံ့ဆရာတော်ကဒီလိုပြောလိုက်တယ်မေးလိုက်တယ်ဆိုကန့်လန့်ဖြေဆိုဘုန်းကြီးကလည်းအပွားနဲ့ငေါက်တာမှန်တာအဲ့တော့ဥဒ္ဓမင်္ဂလာတော့ငယ်တုန်းကဆိုဘုန်းကြီးတွေမှန်ခိုင်သိတော်ကြတယ်လူကြီးတွေတွဲပြီးဆိုသိတော်ဟုတ်ကြတယ်နော်အဲ့ဒါနဲ့တရားပွဲကိုတခါလည်းပြောနေတာဆိုတော့ညာမမိသေးဘူးဟမ်တကယ်တော့သူတို့ကမသိလို့ပေါ့သိရတဲ့ကိုလွဲဖြေတာဘုန်းကြီးကလည်းသူတို့ကိုငေါက်တာဘာလို့ငေါက်တာတော့ဆိုတော့ဒါသဏ္ဍာန်လို့သရုပ်လို့อ่ะဘေးကလူတွေကဟိုငေါက်ခါဟုတ်တယ်ဘာလို့ဒါပြအဖြေမှန်ကပါလေသိကြဟမ်အဲ့တော့မှဒါအဖြေမှန်ဆိုအဲ့ဒါလိုလားဗျာအောက်ကလည်းလျှောက်တော့မမဗျာခုမှသိရဝမ်းသာလားပါဗျာဆိုမဲတော့ကိုဟုတ်လို့ဟမ်ဒီလူကြီးငေါက်ခါမှသိသွားတယ်ဟမ်တကယ်တော့မဟုတ်တရားပွဲလဲပြီးတော့သူကဒီတရားရဲ့အနှစ်ချုပ်အစအဆုံးကိုငုံမိအောင်ကောင်းစဉ်ကလေးတားပြီးတော့ဒီလိုဟောပြောဆုံးမတဲ့ဥစ္စာတို့ရှမ်းပြည်မှာကြတယ်တရားပွဲပြီးရင်ဩဃာသပြန်ကြော့အဲ့တော့ဒီလိုဟောပြောဆုံးမသွားတဲ့ဆရာတော်သခင်ကျေးဇူးရှင်အားရှိခိုးကြော့ကြပါအောင်ဆိုတော့ဒီဘုရားပုံသိနေတာဟုတ်ဟမ်ဒီလိုဖြစ်သွားတယ်အဲ့ဒါပါလဲဆိုတော့မိမိသိပြီးသားတရားကိစ္စကသိပြီးတဲ့အတွက်လေထပ်ပြောတာကြားရတဲ့အတွက်စင်ကြဲလာတယ်အသိစင်ကြဲလာတယ်တခါမသိသေးသူတွေအတွက်လည်းသိအောင်ပံ့ပိုးပြီးသားဖြစ်သွားတယ်အဲ့တော့တရားအသိသိနေတဲ့ပုဂ္ဂိုလ်တွေကတကယ်လှုပ်နေသူတွေကကိုယ်လုပ်ငန်းခွင်မှာတွေ့လာတဲ့ဟာကိုအလုပ်သင်ဆရာကပြောတဲ့အခါမှာကိုယ်အလုပ်ဆင်နဲ့ကိုပြန်ကြိုက်ကြည့်နေတယ်ဟုတ်ပြီနော်နောက်ပြီးတော့ဒီထဲမှာငါဘလို့ပုံစံမှအသိမှန်လဲဒါလေးကိုချင်းချင်းပြီးယူနေတဲ့ခုနကလိုအဓိမာနတွေနဲ့ငါမပါဘူးငါမဟုတ်ဘူးငါကောင်းနေပြီဟ
ငါမှဒီစိတ်တွေမရှိတော့ဘူးဆိုတဲ့လာသေးလားလာတော့အဲ့ဒါသိအရေးကြီးတယ်ရှင်းသလားဒါပေမဲ့တရားသဘောတရားနှလုံးသွင်းလာတဲ့လူကစိတ်နှလုံးဟာကျမ်းမ်းလာရပါလားနုညံ့လာအဲ့ဒီမာမနာတွေအားကြီးလာမှလားမာမနာနဲလာမှာမိုးကုတ်ယောဂီတွေသတိထားနော်ပညာအဓိကလမ်းကနေကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကလည်းပြတော်မူခဲ့တဲ့အတွက်ခင်ဗျားတို့ကျတို့သိထားတဲ့အခုအသိပညာသည်ကိုယ်ကိုယ်တိုင်လုံးလို့သိထားတဲ့အသိတဲ့ရှေ့ကိုလွန်နေတုတ္တမယကလွန်နေအဲ့ဒါအန္တရာယ်သိကြီးတယ်ပညာလွန်ရင်ကွန့်ကောက်จิตသည်ရှင်းလားသတိထားတယ်မထားတယ်အားလုံးဒါကြက်သတိထားမှာကိစ္စအဲ့ဒီကထွက်လာတဲ့အတန်တွေပေါ့ရန်သူဘာလို့ပေါ်လာလို့ဆိုတို့ကမဟုတ်တရားမှမဟုတ်တရားသစ္စာတရားမဟုတ်ဘူးမလားတော့နင်တို့တရားသစ္စာလည်းမဆိုင်ဘူးခေါ်လုံနေတာသဘောပါသလားအဲ့တော့ဆိုလိုတာကဓမ္မအတိဓမ္မအမြင်ဓမ္မအတွေးခေါ်နဲ့ဓမ္မဉာဏ်နေကိုဝမ်းမှာဂိမ်းပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဒီဓမ္မနဲ့ပတ်သက်လာရင်အမတန်မှနုညံ့နဲ့သိမ်မွေးတယ်ဓမ္မနဲ့ပတ်သက်လာရင်မာမာနကင်းတယ်ဒီလိုဖြစ်ရတယ်ဒီနဲ့နော်ကောင်းပြီအဲ့လိုကင်းခြင်းအဆင့်ကိုဦးဇင်းတို့ရောက်အောင်ဆိုတော့ခန္ဓာအရှိအမှန်သိဖို့ကအဓိကဘာလဲဘာလို့လဲဆိုတော့ဦးဇင်းတို့သင်္นานနေမှာပြောပြီးသားပဲအရှိတရားယုတ်တရားနဲ့နံတရားဒါကိုယ်ခန္ဓာမှာရှိတာလဲယုတ်နဲ့လောကကြီးတစ်ခုလုံးမှာရှိတာလဲသိမြင်ပါရှိသေးတယ်မရှိဘူးအဲ့တော့လောကအကြောင်းဓမ္မအကြောင်းသဘာဝအကြောင်းသိချင်ဘယ်ကြည့်အောင်မလဲကိုယ်စီရှိရလဲယုံနာမယ်သဘာဝကြီးမှာရှိတာလဲအဲ့ဒီမှာခုနကလို့နားတယ်စိုက်ကြည့်ဒုပေါပထမပြောပါနာမှုသဘောလေးအရင်သိရဒီအဆင့်ကိုကတော်ရုံတိုင်းမလွယ်ပါဘူးတောင်းမလွယ်ပါဘူးအဲ့တော့သွားမယ်အဆင့်ကအဲ့ဒါလိုပဲတဆင့်ချင်းသွားဓမ္မနာမသိတယ်ဘယ်နာဒုကနာတယ်ပေါင်းနာတယ်ဒုနာတယ်ပေါင်းနာတယ်သိပါဒုနာတယ်ပေါင်းနာတယ်သိနာတယ်ကြည်ပါများလာတော့ခါကြတော့ညာကတမျိုးရင့်လာဒုနာတယ်ဘယ်မလို့ဒုတွေ့သလားနာတာတွေ့ဟောပေါင်းနာတယ်ပေါင်းတွေ့သလားနာတာတွေ့အဓိကနာတာဟုတ်အဲ့ဒါကြတော့အရိယာဘုတ်ရှည်ဆိုတော့ तू နာမှုကိုပြင်လိုက်ရင်ဘယ်နဲ့လို့ရှုကြရအောင်မလားပြင်လိုက်ပြီဆိုအရိယာဘုတ်ပြင်လိုက်ပြီဆိုခဲ့ခုနဝေဒနာသူ့သဘောကြည့်လို့မရတော့သဘောဆိုတာထိုးတွင်းပိုင်းခြားသိတဲ့အဆင့်ကိုသွားဆိုတော့ဒုမဟုတ်ဘူးပေါင်မဟုတ်ဘူးဒါတဲ့သဘောဆိုတာပြင်လိုက်သူအတွက်ကတော့မရှာမရရှင်းသလားအဲ့ဒီမှာပေါင်ဒူးမှာကိုကဘသူဒူးမို့လို့ဘိုးနာနေတာဟောလာပြီဆိုဒိဋ္ဌိတဝိသိကိစ္စမပေါင်းလားပါနေတယ်ဆိုတာအပယ်မျိုးစိတ်မပြုတ်ဘူးနောက်တစ်ခုသိတဲ့အရာသိခွင့်မရတော့ဒါမို့အရိယာဘုရှေ့ချင်းဟာလဲမိမိတို့အတွက်လိုအပ်တယ်ဆိုတာသိရမယ်ရှင်းတယ်နော်အဲ့ဒါတော့ကြာစူးစိုက်ပြီးကြည့်ပါများလာတဲ့ခါဒါတဖြည်းဖြည်းရင့်လာတဲ့မျိုးပါညာဆိုတာဟုတ်လားအဲ့တော့စူးစိုက်ပြီးဒါချိန်ပါများစွာလေ့လာပါများတော့ဟုတ်ပြီဒူးတွေပေါင်းနေကြည့်လိုက်တဲ့ဒူးပေါင်းမရှိတော့ဘူးနားတဲ့သဘောကြည့်လိုက်တဲ့နားတဲ့သဘောဒါဖြင့်ဒီနားတဲ့သဘောလေးကြည့်ပါများတော့ကြည့်တဲ့နားတယ်ဆိုအဲ့နာမှုကလေးကစူးစိုက်ကြည့်တဲ့ခါကျတော့နာမှုလေးမြဲတာတွေ့မလားမမြဲတာတွေ့ဒါလည်းသင်ခန်းစာတွေက theory ရသွားတယ်နော် theory ဆိုတာစာတွေ့သူများပြောတွေ့ရမမြဲတာပါဗျာငါတွေ့ရတော့နာတာပဲအဲ့တော့အဲ့မှာလေဥစ္စာစိုက်ကြည့်ဒီနာလာလေးကတိုးလာလိုက်ရော့သွားလာဒီလိုပြောတော့တချို့ရှင်မအဲ့တိုးတာရော့တာရတော့မတွေ့ပါဘူးဗျာဒီလိုလာတယ်မတွေ့မဲမကြည့်လို့ကွာရှင်းသလားမတွေ့မကြည့်လို့ဘာဖြစ်လို့လဲမေးတော့ဒီအတိတရားလေးမှာကိုကဇက်တိုက်ခင်ဗျားတို့စိတ်ဟာဒီနာမှုတစ်ခုလဲစူးစိုက်ပြီးနေနိုင်သလားဟုတ်လဲအဲ့ဒါအယိုးရှင်းဆုံးပြောတာအယိုးရှင်းဆုံးဦးဇင်းတို့ဓမ္မဂရိကဘက်ကပေးရတဲ့ဆင်ကြီးပေါ့လေနော်ဒီဖြေလေးပေါ်အောင်ပေးရတယ်ဘာလို့နာတယ်နာပြီးရင်တွေးလုံးတစ်ခုပေါ်ရင်ပေါ်မယ်စိတ်ကူးတစ်ခုပေါ်ရင်ပေါ်မယ်ဒါမှမဟုတ်တခြားနေရာအာယုံရောက်ချင်ရောက်သွားမယ်အဲ့ရောက်တဲ့အချိန်မှာနာတဲ့စိတ်ရှိတာနာမှုနဲ့သူနဲ့ဝေဒနာနဲ့ကင်းနေတယ်ကင်းနေတဲ့အချိန်မှာဒီနာတာဟာအထူးမသိ
မသိတော့တခါသူ့စိတ်ကဒီမှာနာမှုပေါ်မှာပြန်လဲသွားပြီဆိုတော့မှပြန်သိပြန်တယ်ဆိုတော့အဲ့ဒီမှာအဖြေပဲဟိုအချိန်မှာယော့သွားတယ်ဒီအချိန်မှာတိုးလာဒီတိုင်းပဲစူးစိုက်ကြည့်နေဆိုခန္ဓာဗေဒအရာလေဒီနာလာတဲ့ကျင်လာတဲ့ဆိုတော့တခြားမဟုတ်သွေးကြောလေးတွေလေကြောလေးတွေပေါ်မှာဖိထိုင်ထားတယ်နော်ဖိထိုင်ထားပေမဲ့တခုပြောဦးမယ်နော်ဟိုရှေ့ပိုင်းကပြောထားတယ်လို့အထိုင်များလို့စီးချုပ်တယ်လို့ဝမ်းချုပ်တယ်လို့မရှိဘူးလားအဲ့ဒါမျိုးလေးတွေလေအကြောကိုင်းတယ်လို့တခြားဘာသာဖြစ်မှာဆိုတယ်လို့နော်အဲ့ဒါဥစဉ်အာမခံမဖြစ်ဘူးနော်မဖြစ်စေရတရားထိုင်များလို့ဖြစ်သွားတယ်ဆိုတာလုံးဝမရှိဘူးဘာလို့လဲခန္ဓာဤသဘာဝသည်ခဲလို့ခန္ဓာထဲမှာစူးညောင်းခလုတ်နော်တခုခုဝင်တာမသိဘဲနဲ့ဝင်တာခန္ဓာကသူ့ခန္ဓာထဲမှာမလို့ပိုးနေတယ်ဆိုသူကသူထုတ်လိုက်တယ်ရှင်းတယ်နော်အခုလည်းဒီမှာပိတ်ထားပြီလို့ तू သိရင် तू ပွင့်နိုင်တဲ့လမ်းကြောင်းစီကို तू ကသူရွေးသွားတယ်ခန္ဓာရဲ့ဒါလှုပ်ရှားပုံဒီဆဲကလတ်စီးတွေရနောက်လေလန်း तू ကသူရှာတယ်ဆိုတော့ဒီမှာဝင်လေထွက်လေကိုဒီမှာစူးစူးဆိုင်ဆိုင်အားဆိုင်ပြီးရှုထားတယ်ကမ္မထမ်းကလည်းရှိတယ်တတိယလည်းရှိနေတယ်ဝရိယလည်းရှိနေတဲ့ပုဂ္ဂိုလ်တယောက်မှာဒီကြောဘလုံးမပိတ်တော့ရတဲ့လမ်းသွားဆိုတော့အဲ့ဒီမှာရင် तू ကလမ်းလေးရှာပြီးပွင့်သွားလိုက်ဝေဒနာတက်တာသွားလိုက်နော်လုံးလုံးမပွင့်သေးတဲ့အတွက် तू ကတစ်ချက်တန့်သွားလိုက်တိုးလာလိုက်ရှင်းသလားအဲ့ဒီအနေမှာတခါတဲ့အပူထုတ်သလိုပေါ့ဗျာဖိတ်ကြတယ်ဒိတ်တိုးနေတယ်အောက်ခြေကလုံးတော့ကျင်တော့မတတ်လွတ်လိုက်တယ်ဟောဆိုထွက်သွားအဲ့တိုင်းပဲသွေးလန်းလေလန်းသူ့ဟာသူပွင့်သွားပြီသိသွားပြီဆိုတဲ့ချိန်ကြတော့ဟောဝေဒနာလျှော့ဆိုပျောက်သွားဟုတ်ပြီနော်အဲ့ဒီပျောက်တဲ့အဆင့်ကိုမရောက်ခင်ဝေဒနာတွေတိုးခြင်းလျော့ခြင်းရှိနေတယ်ရှိနေတော့တို့ကဘာလို့မတိုးမှန်းသည်ရော့မှန်းဟောစိုက်ကြည့်နေရမှာဖြစ်မြင်ပြီလားဝေဒနာခင်ဗျားတို့ပြောတဲ့ကြောတာတွေခွတာတွေရောက်ကြလားဆိုမရောက်သေးဘူးဟမ်မဖြစ်နိုင်သေးဘူးတိုးမှန်းသည်ရော့မှန်းရှင်းတယ်နော်အဲ့ဒါစူးစိုက်ပြီးကြည့်နေရအဲ့ဒါလို့ကြည့်နေပါများတော့မှညောက်ကတဖြည်းဖြည်းညံကလိုက်လာတိုးတာသိတယ်ရောတာမရှိတော့ရောတာကြည့်တယ်တိုးတာမရှိတော့ရိပ်မိလားတိုးမှဟိုနားလိုက်တာဆိုခုနသက်သာတာလေးမရှိတော့ဟာသက်သာတာလေးကြည့်လိုက်တယ်သက်သာတာလေးမရှိတော့ဘူးတိုးတာလေဟုတ်ပြီနော်အဲ့ဒီရောလာတယ်ဆိုရောတာကြည့်လိုက်တယ်ခုနတိုးတာမရှိတော့အဲ့ဒါလောက်လေးရိပ်မိလာပြီဆိုရင်ကိုညာကတ်လာပြီကတ်လာတော့သူ့နာရာကျင်နာပေါ်မှာသိပ်ပြီးလူလဲမခံစားတော့ရှင်းတယ်နော်အဲ့ဒီမှာခုနယောဂီဟောင်းကြီးများလက်သုံးစကားဖြစ်တဲ့ဝေဒနာကြော်တယ်ဆိုတာတော့တခြားမဟုတ်ဒီလိုပေပြီးတော့မပြင်းမဲနဲ့စူးစိုက်ပြီးကြည့်နေရင်ရတယ်သွေးလန်းလေလန်းရှာတွေ့သွားတယ်ဟုတ်ပြီနော်ဒီလူဒီတိုင်းထိုင်နေကြဆိုရင် तू ကဒီနေရာမှာငါတို့နေလို့မဖြစ်ဘူးအဲ့တော့အကျော်ပြင်းတယ်တော့သူပြင်းယူတယ်ပြင်းယူလိုက်လို့ပွင့်သွားပြီဆိုတဲ့ပုံကိုကျတော့ဟောရှော့ဆိုဝေဒနာလည်းပျောက်သွားတယ်ပျောက်သွားဝမ်းသာပလိုက်တယ်ဒါနဲ့တော်တော်ဒုက္ခရောက်နေတာဟုတ်ရဟမ်အန်ကြိတ်လိုက်ရတဲ့ခေါ်တယ်မျိုးစုံကြိတ်လာတာအဲ့တော့ဒီပြင်းထန်တဲ့ဒုက္ခကြီးကလွတ်သွားတဲ့ခါကျတော့သူကလည်းပျော်သွားတယ်ပေါ့ပါသွားတယ်လွတ်လပ်သွားတယ်စိတ်ထဲမှာခုနဝေဒနာနဲ့ကင်းသွားတယ်ဟမ်ကင်းသွားတော့တက်ကြွတဲ့စိတ်တွေရောက်လာရှင်းတယ်နော်အဲ့ဒါလိုရောက်လာတဲ့အခါမှာတချို့ကဒါဝေဒနာကြော်တယ်လှုပ်လိုက်အဲ့လိုကြော်ပြီးသွားရင်ဟိုဘက်မနာတော့ဘူးဆိုမှန်တယ်ဘာလို့ဆိုသူထိုင်လိုက်တဲ့အကြော်အဲ့နာရတဲ့နေရာကိုသူမနေတော့ပြောင်းသွားတယ်အဲ့တဏှာကြီးထိုင်လို့မနာတဲ့လို့2နာရီပြောင်းထိုင်ကြီးဟောနာလာပဲရှင်းသလားသဘောပေါက်သလားအဲ့ဒါအဝိကတကြဆက်ပြောမယ်ရှင်းသလားဒီနေ့တော့အချိန်ပြေးသွားပြီအဲ့တော့ဒါလေးတွေကစူးစိုက်မကြည့်ပဲနဲ့ရမလားအဲ့တော့မရှိမှကင်းတာလားရှိမရှိကင်းတဲ့သဘောရှိသလားကင်းတတ်တဲ့သဘောကိုနားလည်သလားအားလုံးသဘောပေါက်ပြီနော်အဲ့တော့ဓမ္မတတ္တိအထူးတွေကိုဒါတွေသိကြရမယ်ဩငါတို့ဒီကိလေသာရံဆွဲကနေကင်းအောင်ပြတ်အောင်ဟမ်အခုခံစားနေရတဲ့ကံတွေဝတ်တွေကနေကင်းအောင်ပြတ်အောင်ကြိုးစားရမယ်ကြိုးစားရမယ်ဆိုတော့အာယုံကင်းအောင်ရင်လို့ကျန်အာယုံကင်းအောင်ဆိုတော့အာယုံမရှိအောင်လုပ်လို့မရဘူးဘာလို့ရမလဲကင်းအောင်လုပ်ပြီးဗာနဲ့နေမလဲသတိထားဘယ်ချိန်ကြည့်ဖြစ်ပြီးရင်ဘာသစ္စာသိတဲ့ဉာဏ်ကသိတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲဟေးကဲတော့သစ္စာ၄ချက်တပြိုင်တည်းကြိုက်မှဒါလည်းတန်တရားဝတ်တွင်းကလွတ်ကင်းမှဖြစ်တဲ့အတွက်မလေးရော့မပေါ့စာပဲနဲ့တန်တရားဝတ်ကကင်းလွတ်အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့အချိန်လဲ9မိနစ်ပို့သွားပြီမို့လို့တော်ကြစို့